အားလုံးပဲမင်္ဂလာပါဗျာညတင်ပေးမယ်ဆိုပြီးမိုးရရွာမိုးကြိုးတွေပြစ်တော့ကျွန်တော်လိုင်းပေါ်မတက်လိုက်ရဒီအတန်သွင်းလို့လည်းအဆင်မပြေတာနဲ့လိုင်းပေါ်မတက်လိုက်တာအားကြောင့်ဒီမနေ့စောစောလေးတင်ပေးလိုက်တာနော်အလဲတစ်ပူအခုကထိပ်ပိတ်ထိုင်းပါဝါဖြစ်စဉ်ပေါ့အဲ့မှာအဲ့ဖြစ်စဉ်မှာဒီဖြစ်စဉ်မှာပေါ့ချက်ချင်းစင်းနဲ့ဒီနေ့နေကုန်ချက်ချင်းစင်းနဲ့အခွေလေးပေါ့အခွေလေးပထမပင်မှာအဲ့မပင်မှာဒီမှာ66ဒီမှာ68နော်ဒီမှာ80ဒီမှာ85ဒီမှာ85ကျွန်တော်3850လေယူလို့ရတယ်เนาะဒါပေမဲ့ကျွန်တော်ကဟိုပါပေါ့ဒီနေ့နေကုန်ပေါ့ဒီနေ့နေကုန်ချက်ချင်းစင်းတဲ့အခွေကိုဦးစားပေးလိုက်လို့เนาะအဲ့တော့ကျွန်တော်တို့ဒီမှာဒီနေ့နေကုန်ဒီ9680အခွေပူးကိုကစားမယ်နော်9680ခွေပူးမှာဟိုအပူးတွေတောက်ချောက်ဆင်းနေတဲ့အတွက်အပူးကိုရံပြီးထိုးနေထိုးပေါ့ဗျာအခွေကိုမင်းကစားပေါ့နော်9680ခွေပူးဒီဟာကိုကစားမယ်ပြီးွားရင်ဒီအခွေရဲ့နောက်ထပ်အထောက်ကိုပြောပြမယ်ကျွန်တော်နောက်တမှုပေါ့နော်အမနောက်တမှုပြောပြမယ်ဒီမှာဒါရေပင်ကြီးမနက်တစ်အပူပါတယ်တဲ့ရေပင်ကြီး3လုံးတန်းပေါ့ဗျာဟိုပါတယ်ရေပင်ကြီး3လုံးတန်းမှာဒီဟောပထမပင်မှာ66နောက်ပင်မှာ95เนาะနောက်ဒီဘက်မှာဟိုဟာ65ဒီမှာက39အဲ့တော့ဒီမှာကျတော့5960ဟိုမှာကျတော့5680အဲ့တော့ကျွန်တော်တို့ဒီဘုံသူအမှန်ဟိုဟာကိုယူလိုက်ပေါ့960အခွေပူးဒီ main ဖြစ်သွားမှာပေါ့ဗျာဟိုတစ်ခေါက်ကလို့ပေါ့ကျွန်တော်ကဘုံဟိုပြောမှာ989ခွေပူးရောအထောက်ကောဟိုပြီးခဲ့ပတ်တော့289အခွေပူးရောလို့ဖြစ်မှာကြောက်လို့နော်ဟိုဘုံသူဆိုတဲ့ဟာကိုပြောပြတာဒီအခွေရဲ့အထောက်မှုတစ်ခုကိုပဲမူအနေနဲ့ကျွန်တော်ဟိုဒီအခုလက်ရှိမူကိုပြပေးတာပေါ့နော်တော့ကြဟိုတစ်ခေါက်ကတော့ဗျာ9နှစ်ထွက်သွားတော့ကကြတော့89ခွေပူး main ကိုပဲကစားတယ်ဆိုတဲ့ဟာမျိုးဖြစ်လို့ရှိရင်လွတ်ကုန်မှာကြလို့နော်အမှန်ကဒီ9680ခွေပူးနဲ့9680ခွေပူးဒီဟိုဘက်မှာမူအထောက်ရှိရဲဆိုတဲ့အကြောင်းကိုပြောပြတာနော်ဥပမာခင်ဗျားတို့9680ကိုဟို9680နဲ့ဟိုဘက်က9960ဘုံတို့ကျွန်တော်960ခွေပူးလို့ပြောတယ်960ခွေပူး900ဆိုလို့ရှိရင်တော့ဒီဘက်ကကြံတဲ့9680မှာကျန်တဲ့ကဏ္ဍလေးကိုတော့200ဘိုးတော့ထိုးကြည့်ကတော့ရံပြီးတော့ကစားတယ်နော်ဘုံသူဆိုပြီးဒီ3လုံးခွေပဲဘုံသူကစားရတော့တကယ်ကြဟိုကိုနှစ်လို့ကောက်လေထွက်လာရောလုံးမရလိုက်တာမျိုးကြီးဖြစ်သွားမှာဆိုလို့နော်ဖြစ်သွားမှာဆိုလို့ဒါထပ်ပြီးတော့တတိပေးရနော်6ကိုကာမကျော်ဖမ်းတာပဲဗျာဒါမှဒီ6ကပျောက်တော့မပျောက်ဘူးဗျာဟိုကျွန်တော်ကဏ္ဍမို့လို့ကျွန်တော်ပေးထားတဲ့ဟာကျွန်တော်ရှာထားတာမို့လို့ကျွန်တော်မွန်းနေပြီးတော့ပြောတာမို့ပျောက်တော့မပျောက်နိုင်ဘူးဗျာဘာလို့လဲဆိုတော့မူ3ခုဗျာမူ3ခုရယ်ကလင်နာစီဂျောတစ်ခုရယ်နော်လက်တော့ site တစ်ခုရယ်အဲ့5ခုနဲ့ချုပ်ပြီးတော့မှကာမကျော်ဆိုပြီးဖမ်းတာနောက်ကျသွားရဆိုတော့ဟိုတော့မဖြစ်ဘူးပေါ့ဒါပေမဲ့ပျောက်တော့မပျောက်ဘူးဗျာကျွန်တော်ကတော့ဒီနေကုန်မှာတော့ကျွန်တော်ကတော့6ကိုကစားအောင်မယ်ပြီးဒီ9680ခွေပူးလေကျွန်တော်ကကစားမယ်တော့ကြနော်ဟိုဖြစ်မှာမြောက်ပေးတဲ့ထင်အောင်မယ်နော်ကိုငွေနဲ့ကိုဘက်ကိုချိန်ပြီးတော့ကစားကြနော်ကျွန်တော်ကစားတာဟိုတော့ကျွန်တော်ပြောပြတာပဲရှိတာနော်ကိုဘက်ကိုတကယ်လို့ဗျာမပြောကောင်းမဆိုကောင်းမကိုလွဲချော်သွားတော့ကိုဘက်ကိုလက်ခံလို့ရသေးတယ်အဲ့သူများတွေရှုံးလို့ရှိရင်လိုက်ထိုးတာရှုံးရင်စိတ်မကောင်းဘူးဗျာဘလို့နော်ကိုလည်းအကောင်းဆုံးတော့ရှာပြီးတာပေါ့ဗျာဒီ6ပတ်ဒီကိုဟိုဦးစားပေးရှာလိုက်တော့နောက်ကဟာတွေတော့လွတ်ကုန်တာတွေတော့ရှိတာပေါ့ဒါပေမဲ့ထားလိုက်တော့ထွက်ပြီးသွားမှတော့ကိုလည်းမတတ်နိုင်ဘူးပေါ့ဒါဆိုကိုကြိုက်တဲ့ပတ်ဒီဖြစ်နိုင်ကြီးများတယ်ဆိုတဲ့ပတ်တီးကိုကျွန်တော်လည်းရွေးပြီးတော့ပေးလိုက်တာဆိုတော့လေဒါပေမဲ့အခုမှအင်္ဂါနေ့ပြ4ချိန်မှာခဏ4လုံးပဲရှိပါသေးတယ်အမြဲတမ်းကစားနေတဲ့လူတွေကတော့သိမှာပေါ့ဟုတ်လားခဏကိုစစ်ချနေတယ်လင်းလုံးမြတ်တဲ့ဟိုပျောက်တော့မပျောက်ဘူးပေါ့လာနိုင်တယ်ဒါပေမဲ့သူတို့ခဏစစ်ချနေတော့နည်းနည်းလေးနောက်ကျတာလည်းဖြစ်သွားမှာပေါ့ဗျာအဲကြောင့်မို့ကျွန်တော်လည်းရှာလို့ရတဲ့ဖြစ်စဉ်တွေကိုမူတည်ပြီးတော့ရှာလို့ရတဲ့ချက်ချင်းဆင်းနိုင်တဲ့အခွေကိုဟိုရွေးချယ်ပြီးတော့ပေးတာပေါ့နော်ဟိုယုံကြည်လို့ရှိရင်တော့ကစားပေါ့အတိအကျကြီး100%ကြီးထွက်မယ်လို့ကတော့
ကျွန်တော်လည်းအာမမခံနိုင်ဘူးပေါ့ဘယ်သူမှလည်းအာမမခံနိုင်ဘူးဒီလိုပဲဖြစ်နိုင်ကြီးဟိုမူတွေကနေဆွဲထုတ်ပြီးတော့ဖြစ်နိုင်ကြီးရှိနိုင်တယ်ချက်ချင်းဆင်းနိုင်တဲ့ဟာတွေကိုဟိုဦးစားပေးပြီးကျွန်တော်လည်းအကောင်းဆုံးတော့ဟိုဆွဲထုတ်ပေးထားပါတယ်ခင်ဗျာနော်အားလုံးပဲကိုလက်ပါနော်ဟိုအချိန်လေးလည်းတိတ်မရလို့မနေ့စောစောဆိုတော့ဟိုပြအခုချိန်မိုးလေးတိတ်တုံးလေးအကြီးလွားလေးတက်လာပြီးတော့လာပေးတာပါနော်အားလုံးပဲပေါက်ကြပါစေနော်